နေ့ချက်မှာတော့မြန်မာစတိုင်းကျုပ်ဖောက်ချက်ဟင်းဖြစ်ပါတယ်။ကျက်သွန်ပြူကျက်သွန်နေငယ်သီးစိမ်းတို့ကိုလှီးထားပါ။ကျက်သွန်ပြူနဲ့ငယ်သီးစိမ်းကိုချိတ်ဆက်ထဲကိုထည့်ပြီးတော့ချိတ်ပေးပါ။ပြီးရင်ဟင်းထဲကိုထည့်ဖို့ကျဥကြော်ပေးပါမယ်။အိုးထဲကိုစီအနှဲငယ်ထည့်ပါ။ပြီးရင်ခုနကလှီးထားတဲ့ကျက်သွန်နေတွေကိုအိုးထဲကိုထည့်ပေးပါမယ်။တိတ်ထားတဲ့ကျက်သွန်ပြူနဲ့ငယ်သီးစိမ်းတို့ကိုလည်းထည့်ပေးပါမယ်။ပြီးရင်တော့ကြေချာလေးမွေပြီးတော့စီသက်ပေးပါမယ်။စနွှဲမုံအနှဲငယ်ထည့်ပါမယ်။ပြီးရင်အယောင်တင်မုံထည့်ပါမယ်။ဆက်ဆက်လေးဖြစ်သွားအောင်လို့ငရုတ်သီးအကျန်းမုံနည်းနည်းထည့်ပါမယ်။ပြီးရင်တော့ပစွန်ကြောင်းမုံထည့်ပါမယ်။ငါးငပြားရီထည့်ပါမယ်။ပြီးရင်တော့အနှံလေးမွေးလာတဲ့အထိကြေချာအောင်မွေပေးပါမယ်။ပြီးရင်တော့မကြီးသေးကိုရေပူမှဖြော်ပြီးကိုလိုတလောက်ထည့်ပါမယ်။ကျက်သွန်ပြူကျက်သွန်နီတွေကိုအနီရောင်တန်းလာတဲ့အထိစီတေချာတက်ပေးပါမယ်။ပြီးရင်တော့ခုနကကြော်ထားတဲ့ကျဥကြော်လေးတွေကိုဒီအနှစ်ထဲမှာထည့်ပေးလို့ရပါပြီ။ပြီးရင်တော့ရေအနှဲငယ်ထည့်ပြီးတော့2မိနစ်3မိနစ်လောက်အနည်းဝင်အောင်ထားပေးပါမယ်။အခုဆိုရင်တော့မြန်ဆန်လွယ်ကူတဲ့ကျဥဖောက်ချက်လေးကိုစားသုံးလို့ရပါပြီ။ကြည့်ရှုပေးကြလို့ကျေးဇူးတင်ပါတယ်။နောက်လည်းဟင်းချက်နေမျိုးစုံကိုတင်ပါမို့လို့ channel လေးကို subscribe လုပ်ထားပေးကြပါဦး။